လောကမှာလူတွေပြောကြတယ်တစ်ပင်တွေမှာယုတ်ကစိုးရှိတယ်တို့ဘုံမစိုးရှိတယ်တို့ပြောကြထိုယုတ်ကစိုးဘုံမစိုးနေတဲ့ဗိမာန်ကိုမြင်ရလားလို့ဆိုမမြင်ရလူတွေကတော့ထင်ကောင်းထင်မယ်ယုတ်ကစိုးကတစ်ပင်ကွာကြားမှာတက်ထိုင်နေတယ်လို့ထင်ကောင်းထင်ကိုယ့်အကိုထိုင်ကြည့်ပါလားဘယ်နည်းထိုင်နိုင်မှာတော့တစ်ပင်ကွာကြားမထိုင်နိုင်ဘူးမဟုတ်လားတကယ်တော့လေယုတ်ကစိုးဆိုတာတစ်ပင်မှာနေတာမဟုတ်ဘူးတစ်ပင်နဲ့ဆက်ဆက်ပြီးသူ့ရဲ့ဘုံမိတ်မှန်ရှိတယ်သူ့ရဲ့ဘုံမိတ်မှန်ရှိတယ်အဲသူ့ရဲ့ဘုံမိတ်မှန်ကတာခဋ္ဌဗိမာန်နဲ့ရုက္ခဋ္ဌဗိမာန်လို့နှစ်မျိုးရှိတယ်တာခဋ္ဌဗိမာန်ဆိုတာသူ့ရဲ့ဘုံမိတ်မှန်ဒီတစ်ကိုင်းနဲ့ဆက်ပြီးတော့တီးနေတယ်အဲ့ဒါတစ်ကိုင်းတွေခုတ်လိုက်လို့ရှိရင်သူ့ရဲ့အဆောက်အဦပြိုကျသွားတာဒါတစ်ခုတချို့ယုတ်ကစိုးတွေရဲ့ဘုံမိတ်မှန်ကြတော့ရုက္ခဋ္ဌလို့ခေါ်တယ်တစ်ပင်ကငုတ်တူကြီးရှိနေလဲသူ့ဘိမှန်မပြတ်ဘူးသူကအဲ့ဒါကြောင့်မလို့လူတွေကတော့နတ်နေခိုင်းဆိုပြီးတော့ချမ်းထားကြတယ်လေအဲ့ဒါနတ်ဘိမှန်မပြုံအောင်လို့တစ်ခက်ကလေးကိုခြံပြီးတော့ခုတ်ကြတယ်တာခဋ္ဌဗိမှန်မျိုးကိုပြောတာတာခဋ္ဌဆိုတာတာခါဆိုတာတစ်ခက်ထဆိုတာတီးနေတာတစ်ခက်ပေါ်မှာတီရှိနေတဲ့ဘုံမိတ်မှန်လို့ဒီလိုပြောတာအဲ့တော့တစ်ခက်တွေကုံအောင်ခုတ်လိုက်လို့ရှိရင်တော့ဘုံမိတ်မှန်ကြီးပြိုကျသွားပြီလားမှတ်ပေးအဲ့ဒီမှာယုတ်ကစိုးကနေစရာမရှိတော့လူတွေကမြင်ရလားဆိုမမြင်ရဘူးလောကမှာလူတွေရဲ့မျက်စိနဲ့မမြင်ရတဲ့အရာတွေကအများကြီးရှိတာဟုတ်ရှိတော့ရှိတယ်မမြင်ရတာတွေအများကြီးရှိတယ်မျက်စိနဲ့မြင်လို့ရတာတခုတည်းပဲမြင်လို့ရတယ်ဘာလို့ဆိုအစင်းရူပယုံလို့ဆိုတဲ့အစင်းတစ်ခုတည်းပဲယူရဒါဖြင့်ပုံပန်းတဏ္ဍာန်တွေရောမမြင်ရဘူးလားဆိုတာသဏ္ဍာန်ကအစင်းစားပြီးယူတာဟုတ်ကဲ့လားမြင်တာကအစင်းခြံတဲ့ပုံပန်းတဏ္ဍာန်ကစိတ်ကူးပြီးတော့ဖော်ထားတာဒါကြောင့်မို့လို့မျက်စိကမြင်ရတယ်ဆိုတဲ့ရူပယုံကိုအစင်းလို့ဒီလိုပြန်လေးရှိတယ်ဘုန်းကြီးတို့ဒီဟိုမှာတော့တခါကြီးတယောက်ကမေးဘူးတယ်မျက်စိနဲ့မြင်ရတာကာလာလားဖွန်လားသူကမေးတယ်သို့သောစာပေကျမ်းဂန်အရပြောမယ်ဆိုရင်ကာလာကိုလည်းမြင်ရတယ်ဖွန်လို့ဆိုတဲ့သဏ္ဍာန်ကိုလည်းမြင်ရတယ်လို့ပြောတယ်သို့သောကာလာကိုမြင်တာကအဓိကကာလာဆိုဒီမှာကာလာလို့ပြောပြန်လို့ရှိရင်လေကာလာမဲ့တာတွေနဲ့ကြတော့တခါတစ်မျိုးပြောရပြန်တယ်အဲ့ဒါကြောင့်မို့လို့မျက်စိနဲ့မြင်ရတဲ့ဟာကို visible object လို့ဒီလိုပဲပြန်တယ်မျက်စိနဲ့မြင်ရတဲ့အစင်းလို့ဒီလိုပဲပြန်ရတယ်အဲ့တော့အဲ့ဒီနှစ်ခုလုံးဟာခြုံငုံပြီးတော့ဓမ္မသင်္ကတိပါဠိတော်မှာတော့မျက်စိနဲ့မြင်ပြီးသိရတဲ့ဟာတွေပုံပန်းတဏ္ဍာန်တွေပါထည့်ပြီးတော့မြတ်စွာဘုရားအစင်းလို့ခေါ်တာသို့တော်ရူပလို့ဆိုတဲ့အရာသည်မျက်စိနဲ့မြင်လို့ရတဲ့အရာကိုပြောတာမျက်စိနဲ့မြင်ပြီးတော့စိတ်ကူးလို့ရတဲ့အရာတွေကိုလည်းထည့်သွင်းပြီးတော့ပြောထားတယ်လို့ဒီလိုမှမျက်စိနဲ့မြင်လို့ရတဲ့အရာကိုနားနဲ့ကြားလို့ရရဲ့လားမရဘူးเนาะသူ့ဟာနဲ့သူတစ်ခုစီအဲ့တော့လူတွေရဲ့မျက်စိနဲ့မမြင်ရတဲ့အရာတွေကလောကမှာမြောင်များစွာရှိတယ်နတ်တွေရဲ့ဘုံဗိမာန်တွေကိုလည်းလူတွေကမမြင်ကြရဘူးတဲ့အဲ့ဒီတာခဋ္ဌဗိမာန်လို့ဆိုတဲ့တစ်ခက်ပေါ်မှာတည်ရှိနေတဲ့ဗိမာန်ကြတော့တစ်ခက်ကိုကုံအောင်ခုတ်လိုက်လို့ရှိရင်ထိုယုတ်ကစိုးရဲ့ဘုံဗိမာန်ဒီပျက်စီးသွားရုက္ခဋ္ဌဗိမာန်ကြတော့တစ်ပင်တစ်ငုတ်ကျမ်းနေသေးသမျှကာလပတ်လုံးသူ့ရဲ့ဘုံဗိမာန်မပျက်စီးဘူးတဲ့ဒီလိုပြောတာလူတွေလည်းဘာထူးတော့အိမ်ဆောက်ထားတဲ့နေရာမြေပြိုကျသွားရင်အိမ်တွေမပြတ်ဘူးလားအဲ့ဒီသဘောပါပဲအဲ့တော့လူတွေကမြေကြီးပေါ်နေတာဟုတ်ကလားမဟုတ်ဘူးမြေကြီးပေါ်မှာအိမ်ဆောက်ပြီးနေတာဟုတ်ကလားယုတ်ကစိုးနတ်ဆိုတာလည်းပဲတစ်ပင်ပေါ်မှာသူ့ရဲ့ဘုံဗိမာန်ပေါ်နေတာသူတို့ကြတော့ကိုယ်တိုင်လှုပ်လို့ရတဲ့အရာမဟုတ်ဘူးသူတို့ဘုံဘဝကကံပေါ်မှာမိတီးပြီးတော့နေရတယ်တဲ့ဒါကြောင့်မို့နတ်တွေရဲ့ဘဝကိုကမ္မဖလူပစီဝီကံရဲ့အကျိုးကိုသာမိတီးပြီးအသက်ပွေးရတယ်လူတွေနဲ့အသက်မွေးပုံချင်းမတူဘူးတဲ့လူတွေကြတော့ဥဋ္ဌာဏဖလူပစီဝီလုံလဝီရိယပေါ်မှာမိတီးပြီးတော့အသက်မွေးရတယ်တဲ့ကြိုးစားရင်ကြိုးစားသလောက်က
ကံတော့ပါတယ်သို့တော့ကံနဲ့ထိုင်ဆောက်နေလို့လူဘဝမရဘူးတဲ့လုံလဝိရိယခုရတယ်နတ်ဘုံနတ်ဘဝကြတော့အဲ့လိုမဟုတ်ဘူးတဲ့အလုံးဟာကံပေးတဲ့အတိုင်းပဲထင်ရှားနေတယ်ကံကုန်ရင်တော့ဘာမှရှိမှာမဟုတ်တော့ဘူးသူတို့မှာဒီလိုဆွတ်လို့လေနော်